လောကမှာပညာရှိသူတော်ကောင်းတွေသတ်မှတ်ပြီးအတိအမှတ်ပြုတဲ့ကုသိုလ်ကောင်းမှု၃မျိုးရှိတယ်အဲ့ဒီ၃မျိုးကဘာလို့ဆိုရင်လူတန်းပိကံမှုဆိုတဲ့ဌာနကောင်းမှုကတစ်ခုလူတန်းပိကံမှုဆိုတာနည်းသည်များသည်မဟုတ်ဘူးကိုယ်အိမ်ရှိမှဆွမ်းရလာတဲ့ယဟန်တာကိုဆုံးလောင်းတာကအစကိုယ်အိမ်လာတဲ့ဧည့်သည်ကိုကျွေးမွေးဣခန္ဓာအပါဝင်ဌာနကောင်းမှုဆိုတာဖြစ်တယ်နော်နောက်ဆုံးမှာကုံပြောရလို့ရှိရင်မြတ်စွာဘုရားကဘယ်လောက်ထိဟောထားတော့ဆိုဌာနကုသိုလ်ဖြစ်ဖို့တတိထားဖို့ပဲလိုအပ်တယ်ကိုယ်အိမ်မှာစားလို့တောက်လို့ကြံကျွင်းကြံတဲ့ထမင်းဟင်းလေးတောင်မှပဲတတ်တတ်ရဲ့လုပ်ပြီးတော့တိရစ္ဆာန်လေးတွေစားကြပါစေဆိုပြီးတော့စွန့်ပြရင်တောင်မှပဲကုသိုလ်ရတယ်လို့ပြောတယ်ဌာနကောင်းမှုဖြစ်တယ်လို့ပြောတယ်နော်အမှတ်တမဲ့ပို့လို့လွတ်ပြလိုက်တာကတော့ကုသိုလ်မဟုတ်ဘူးအဲ့တော့ကိုယ်အိမ်မှာစားလို့ကျွင်းကျက်တဲ့အစာအာဟာရလေးတွေကစားပြီးတော့ပို့လို့အမှတ်တမဲ့လွတ်ပြတာမျိုးမလုပ်ဘဲနဲ့အပမရဆိုတဲ့တတိတရားနဲ့တတိထားပြီးတော့သရဝလေးတွေဒီအစာအာဟာရကိုစားကြပါစေဆိုပြီးကျွေးမွေးတဲ့အနေနဲ့ခြားထားလို့ရှိရင်နေ့စဉ်နဲ့ညဌာနကောင်းမှုဖြစ်တယ်နော်ရသော်ဗျာကိုယ်တိုင်ကဝိသကောတသုတ်တံမှာဒါဟောထားတာရှိတယ်နောက်ဆုံးမှာတဲ့အိုးဆေးရည်ခွက်ဆေးရည်ပကန်းဆေးရည်အကျွင်းကြံထမင်းဘတ်ဟင်းဘတ်ကလေးတွေအားစပြီးသရဝလေးတွေစားကြပါစေဆိုတဲ့ရှိရချက်လေးနဲ့စွန့်ပြည့်တောင်မှပဲဌာနကောင်းမှုဖြစ်ပါတယ်အဲ့ဒီဌာနကောင်းမှုကကိုယ်ဘဝဖြစ်လျာမှာကိုယ်မှာအစားအစာရှားပါမှုမစားရမှုငတ်ပြတ်မှုဆိုတာဖြစ်စေတယ်လောကမှာကမ္ဘာမှာဒီကနေ့ခေတ်တန်ပေါင်း9000လောက်လူတွေရှိတယ်လူဦးရေမြန်မာနိုင်ငံမှာတော့တန်50ကျော်လောက်ပဲရှိတယ်နော်အလုံးတစ်ကမ္ဘာလုံးခြုံလိုက်မယ်ဆိုရင်တန်ပေါင်း9000ကျော်ရှိတယ်အဲ9000ကျော်ထဲမှာအချိုးကျတွက်ကြည့်လိုက်မယ်ဆိုရင်လူ8ယောက်တယောက်ဟာထမင်းမဝဘူးလို့ပြောတယ်အစာဝအောင်မစားရဘူး8ယောက်တယောက်လောက်ကထမင်းဝအောင်မစားရဝအောင်စားရတဲ့လူက9ယောက်လောက်ပဲဝအောင်စားတယ်8ယောက်မြောက်တယောက်ကမဝမပြည့်မစုံစားသာလောင်လောင်နဲ့နေရတယ်တရားဝါတွေကိုတော့မပြောနဲ့လူသားတွေတောင်မှပဲအစာအာဟာရလောင်ငါမှုမရှိကြဘူးပေါ့ဒါကြောင့်မို့အမှတ်တမဲ့မနေပဲနဲ့အပမရဆိုတာအဲ့ဒါပြောတာအမှတ်တမဲ့မနေဘူးကိုစားလို့ကျွင်းကျက်တဲ့ထမင်းဟင်းလေးဟာစပြီးတော့တရားဝါတွေစားကြပါစေဆိုပြီးဒီစိတ်စေတနာလေးနဲ့လှူလို့ရှိရင်ဒါနကောင်းမှုဖြစ်တယ်တဲ့တရားဝါတွေကိုလှူတဲ့အလှူကအစတရားတုံ့ပြန်အကျိုးပေးတယ်အစတရားဆိုတာကိုကတစ်ချိန်လှူမယ်ဆိုရင်အချိန်တရားကိုယ်စီမှာတုံ့ပြန်လာတဲ့အကျိုးဖြစ်တယ်လို့ဆိုလို့တယ်နော်အဲ့တော့ငယ်တော့လူတွေကဆိုလို့ရှိတယ်နှစ်တစ်ခါလွတ်ငါ့ကို10ခါလွတ်ဆိုပြီးတရားဝါတွေကိုလွတ်တဲ့အခါသူ့တစ်ခါကဲရင်ကိုယ်10ခါကဲရမယ်ဆိုတော့ဒါတော့လောဘနဲ့ခွင့်ရေးယူလုံးအချစ်အခုမြတ်စွာဘုရားဟောတဲ့အဓိပ္ပာယ်ကတရားဝါတူကိုစေရနာနဲ့ကျွေးလိုက်လို့ရှိရင်အဲ့ဒီကုသိုလ်ဟာကိုကျွေးတာတစ်ခါပဲဖြစ်ပြီမယ်လို့အစတရားကိုယ်စီမှာအကျိုးသက်ရောက်မှုဖြစ်တယ်လို့ဆိုအဲ့ဒါက
ဘာနဲ့နားလဲရမလဲလို့ဆိုလို့ရှိရင်ဗမာပြည်မှာစိုက်တဲ့သစ်ပင်တွေပေါ်ပါတယ်တရက်ပင်နဲ့ပဲဥပမာပြုတ်တရက်ပင်တစ်ပင်စိုက်တဲ့အခါကိုယ်မှတစည်းရွယ်ရင်းနှီးတာလေတရက်စိတ်လေးတစ်စိတ်ကိုစိုက်လိုက်လို့ရှိရင်အဲ့ဒီတရက်စိတ်တစ်စိတ်ကပေါက်တဲ့အပင်ကြတော့အသီးပေါင်းဘလောက်သိနိုင်များချီအဲ့ဒီရုပ်ဝတ္ထုတွေတောင်မှပဲတရက်စိတ်လေးတစ်စိတ်ရင်းနှီးလိုက်တာနဲ့တရက်သီးတွေဟာတစ်နှစ်တစ်နှစ်ဆိုအများကြီးသီးအဲ့ဒါပြုလုပ်သူချောင်းရလာတဲ့အသီးတွေပဲအဲ့ဒါလိုပဲကုသိုလ်ကံဆိုတာတစ်ခါလုပ်ပြီမဲ့လို့စေရနာဇောတွေရဲ့အစွမ်းအားကြောင့်သူဟာတစ်ချိန်လှုပ်တာပဲဖြစ်စီအချိန်ပေါင်းတရားဆိုတာဒီလိုကဏ္ဍတစ်ခုအနေနဲ့ပြောတာမဟုတ်များစွာလို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကုသိုလ်ကောင်းမှုဆိုတာဒါနကောင်းမှုဆိုတာလုပ်ဖြစ်အောင်ကြိုးစားအထောက်အအခုလိုလူကြီးပေးတဲ့ကုသိုလ်မျိုးကတော့မပြောနဲ့တော့ပေါ့တာမန်နေစဉ်ကုသိုလ်လေးတောင်မှဒီလောက်အကျိုးပေးတယ်ဆိုအများကြီးအကျိုးပေးနိုင်တယ်လို့ဆိုသို့တော့အမတ်တမဲ့တွေမလုပ်ဖို့စိတ်ထားဖြူစင်မှုတော့လိုအပ်တယ်တော်ဝါတွေကိုကျွေးတဲ့မွေးတဲ့အခါမှာကိုယ့်အတွက်ရည်ရွယ်ပြီးတော့မကြွေးနဲ့ဥပမာကြိုက်တတ်တဲ့ခွေးမွေးထားပြီးတော့ညလူကြိုက်အောင်လို့ဆိုတဲ့ဟာမျိုးတဲ့တော့မလုံးနဲ့ပေါ့ခြေကနေငါးတွေမွေးထားပြီးချီးတယ်ဖမ်းစားမယ်ဆိုပြီးတော့နှစ်စားကြွေးနေတာမျိုးလည်းမလုံးနဲ့ပေါ့အဲ့ဒါတွေကျတော့ဒါနကောင်းမှုလမ်းချော်နေတယ်နော်ကိုခိုင်းမှုကိုလုံးဖို့ကြွေးတဲ့ဟာတစ်မျိုးအခုကမေတ္တာစေရနာအကျဉ်းနာနဲ့လုပ်တဲ့ကုသိုလ်မျိုးဖြစ်ရမယ်ဒီလိုဆိုလို့ပဲပေါ့နော်တော်ဝါကြွေးရင်လည်းပဲမေတ္တာစေရနာအကျဉ်းနာတရားနဲ့လုပ်ရင်ဒါနကောင်းမှုဖြစ်တယ်အဲ့ဒီကစလူသားတယောက်ကိုကြွေးလို့ရှိရင်အစတစ်ထောင်လူသားထဲမှာကိုချင်းသီလနဲ့ပြေးဝတဲ့ပုဂ္ဂိုလ်ကြတော့အစာပေါင်းများစွာအဲ့ဒီလိုဝေလာမသုတ်တံမှာမြတ်စွာဘုရားဟောတော်တယ်နော်အစဉ်စဉ်မတူကွဲပြားတဲ့အနေထားဟောတယ်။ဘာကြောင့်မကွဲတော်တာတော့လို့ဆိုလို့ရှိရင်ပြပြဆိုင်တဲ့ဥပမာပဲမြေကောင်းပေါ်မှာစိုက်ရင်တစ်မျိုးမြေညံ့ပေါ်မှာစိုက်ရင်တစ်မျိုးမြေညံ့ပေါ်မှာဆိုရင်အသီးထွက်တာနည်းတယ်မြေကောင်းပေါ်ကျတော့အသီးပိုထွက်တယ်။ဒါကြောင့်မို့ပြပြဆိုင်တဲ့အခါမှာမြေရွေးရတယ်လို့ပဲကုသိုလ်ကောင်းမှုပြုတဲ့အခါမှာလည်းရွေးရင်ရွေးသလောက်ကောင်းရင်ကောင်းသလောက်အကျိုးတုံ့ပြန်မှုရှိတယ်လို့ဒီလိုမှတ်နော်ဒါကိုယ့်ဘဝမှာအလွယ်အမှားမရှိအကောင်းဆုံးဖြစ်တဲ့မြတ်စွာဘုရားရဲ့ဟောကြားဆုံးမတဲ့ဤတွေကိုမှတ်သားထားဖို့နောက်တစ်ခုကတော့ဘာလို့ဆိုမာတာပိတုဥပဋ္ဌာနာကိုယ့်ပေါ်မှာခြေဆုအကြီးဆုံးမိဘကိုပြုစုလို့ကျွေးတာတာမန်လူတယောက်ကိုပြုစုလို့ကျွေးတာနဲ့မတူဘူးမိဘကိုပြုစုလို့ကျွေးတာကြပါဘာကြောင့်လဲဆိုရင်ကိုယ့်ပေါ်မှာခြေဆုရှိတဲ့ကုသိုလ်ကခြေဆုရှိတာကိုအကြောင်းပြုပြီးတော့မိဘရဲ့ခုံခြေဆုဟာအလွန်ကြီးမားဘာကြောင့်ကြီးမားတော့ဆိုတော့ကိုလူပြေရောက်လာတာမိဘကလက်ခံတော့ရောက်တာဟုတ်မိဘကလက်မခံခဲ့ဘူးဆိုရင်ကိုလူပြေရောက်ဖို့မရှိဘူးဒါမို့ကိုလူဖြစ်လာတာကမိဘခြေဆုဆိုတဲ့ခြေဆုတရားကိုတုံးဆက်တဲ့အနေနဲ့လုပ်လို့ဒီကုသိုလ်ဟာလည်းပဲသူတော်ကောင်းတွေအတိမတ်ပြုတဲ့ကုသိုလ်တစ်မျိုးပဲနောက်ကုသိုလ်ကောင်းမှုကတော့ပပ္ပစ္စပဲသာသနာပေါင်းဝင်ပြီးတော့ရှင်ဖြစ်ကိုခံယူတယ်ယဟန်ဖြစ်ကိုခံယူတယ်အဲ့ဒီမှာလဲကုသိုလ်ကောင်းမှုတစ်ခုဖြစ်ရှင်ဖြစ်ယဟန်ဖြစ်ခံယူတယ်ဆိုတာကိုချင်းသီလတိုးတက်ပြီးကျင့်သုံးခြင်းပဲဖြစ်တယ်လူဘဝလူဝကြောင့်နဲ့ကျင့်သုံးနိုင်တဲ့သီလကအလွန်ဆုံး၅ပါးသီလကနေပြီးတော့၈ပါး၉ပါး10ပါးပဲစောင့်တည်လို့ရတယ်10ပါးတဲ့မပူလူတွေစောင့်တည်လို့ရရှင်ဖြစ်သွားပြီဆိုလို့ရှိရင်ရှင်သာမဏေတို့ကျင့်ရတဲ့သိက္ခာပုဒ်တွေ
သေခိယ85ပါးကျင့်ဝတ်14ပါးမြတ်စွာဘုရားဆုံးမထားတဲ့လိုက်နာကျင့်သုံးရမယ့်သိက္ခာပုဒ်တွေကသီလတွေကများလာရဟန်းဖြစ်ပြီးဆိုရင်ဂရေ9000ကျော်ဆိုတဲ့ကိုချင်းသီလတွေရှိတယ်အဲ့တော့ယဟန်ဘဝကုပြောင်းတယ်လို့ရှင်ဘဝကုပြောင်းတယ်ဆိုတာသီလကိုတိုးတက်ခြင်းသုံးခြင်းပဲဖြစ်လို့အခြေခံအကျဆုံးသီလမှာထွတ်ထိပ်ရောက်တယ်လို့သူတို့ဆိုအောင်အများဆုံးသီလကိုဆောက်တယ်အဲ့ဒါလည်းကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုဒါနဆိုတာကုသိုလ်ကောင်းမှုတွေမှာတော့အလွယ်ဆုံးနဲ့အစဆုံးလုပ်တဲ့အရာသာဖြစ်တယ်သီလကြတော့ဒါနနဲ့သီလနှစ်ခုရှင်လိုက်ကုသိုလ်ကောင်းမှုတွေမယ်ဒါနတဲ့သီလကပို့ပြီးတော့တန်ဖိုးရှိသွားတယ်။ဘာကြောင့်တန်ဖိုးရှိတယ်လို့ဆိုကိုယ့်ကိုစဉ်းစားကြည့်ဒါနရဲ့အထီးကအကျိုးပေးတာကဖြစ်လျက်ဘဝမှာစီးပွားဥစ္စာအသုံးဆောင်ပစ္စည်းရရှိခြင်းပဲဖြစ်တယ်အဲ့ဒီမှာဒါနတော့ရှိတယ်သီလမရှိဘူးသီလမရှိလို့သူများအသက်တွေတတ်တယ်သူများဥစ္စာခိုးတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကိုချင်းသီလပြည့်ပြားတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာတဲ့ဘဝချမ်းသာတဲ့မိဘအိမ်မှာတော့ဖြစ်ပါရဲ့ငယ်ငယ်နဲ့တည်သွားတာမရှိဘူးလားသီလချို့ယွင်းလာသွားရင်ငယ်ငယ်နဲ့တည်သွားတာသို့မဟုတ်ငယ်ငယ်နဲ့လူစင်မမီတဲ့ယောဂဝိရဏဖြစ်ပြီးတော့ဘဝအထိပ္ပယ်ဘာမှမရှိတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်သီလချို့ယွင်းလာလို့ရှိရင်မိခင်ဝမ်းကတည်းကမျက်စိကွဲလာတဲ့ပုဂ္ဂိုလ်တွေနာမကြတဲ့ပုဂ္ဂိုလ်တွေဆွမ်းအားနေတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်ဒါနရှိလို့သုံးဆွဲเสียတော့ရှိပါရဲ့အစာအစာနေစရာထိုင်ကြရှိတော့လည်းပဲသီလချွတ်တဲ့မှုကြောင့်သူဟာကျမ်းမာသူမဟုတ်ဘူးဆင်းဒီယောဂဝိရဏထူပြောတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့သူချမ်းသာဒုက္ခဟာတချို့များဆေးကုရတာနဲ့ကုန်တယ်ဆိုတာရှိတယ်နော်အဲ့ဒါလို့သီလချို့ယွင်းလာပြန်လို့ရှိရင်လည်းဘလောက်ပဲချမ်းသာပြည့်ဝတဲ့ဘဝမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ချမ်းသာတာဟာကျမ်းမာမှပို့ပြီးတော့အထိပ္ပယ်ရှိတယ်ဒါကြောင့်ဒီရှုထောင့်ကကြည့်မယ်ဆိုရင်လည်းဒါနနဲ့သီလနှိုင်းရှင်လိုက်ဒါသီလရဲ့အကျိုးကပို့ပြီးတော့ကောင်းဒီလိုဆိုလို့တယ်ပေါ့နော်ဒါနရဲ့အကျိုးကအသုံးဆောင်ပစ္စည်းဥစ္စာရရှိခြင်းသာဖြစ်တယ်သီလရဲ့အကျိုးကြတော့လူဘဝမှာချမ်းချမ်းသာသာနဲ့ဒီလိုဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားသီလတဲ့ဒါနတဲ့သီလကမြတ်တယ်လို့ဒီလိုဟောတာတခါသီလတဲ့ဘာကမြတ်တုံးဆိုရင်သမထဘာဝနာကမြတ်တယ်သမထဘာဝနာလို့ဆိုရတဲ့မယ်အထူးအဖြင့်ပေါ်ပြတာတော့မေတ္တာဘာဝနာဒါနကောင်းမှုသီလကောင်းမှုတွေတဲ့ပို့ပြီးတော့ချီးမားတဲ့ကုသိုလ်ကောင်းမှုကတော့ကိုယ့်ရင်ထဲကအမုန်းကင်းစင်အောင်လေ့ကျင့်ပြီးတော့ယူတဲ့မေတ္တာတရားအဲ့တော့မေတ္တာပို့တယ်ဆိုတာဘာရည်ရွယ်ချက်နဲ့ပို့ကြတာတုံးဆိုတာကိုယ့်အကိုတတိထားဖို့လိုအပ်တယ်နော်မေတ္တာပို့ရင်ချမ်းသာတယ်ဆိုပြီးလူတွေကချမ်းသာခြင်းလို့မေတ္တာပို့အမှန်ကမေတ္တာပွားတာဘာအတွက်တုံးဆိုရှင်ထဲကအမုန်းတရားပြောင်းအောင်ပွားကိုယ့်ရင်ထဲမှာရှိတဲ့ဒေါသမရှိအောင်မေတ္တာပွားတာသူများရင်ထဲမှာရှိတဲ့ဒေါသပြောင်းအောင်ပွားတာမဟုတ်ဘူးကိုယ့်ရင်ထဲမှာအမုန်းတရားမရှိအောင်လုပ်ရတယ်မေတ္တာနဲ့ကိုယ့်ရင်ထဲကဒေါသကိုဖြောက်ဖို့မေတ္တာဘာဝိတ္တဘာဒေါသတဘာဟနာယဒေါသကိုဖယ်ရှားပစ်ဖို့အမုန်းစိတ်တွေပျောက်သွားဖို့အတွက်မေတ္တာဘာဝိတ္တဘာမေတ္တာပွားရမယ်လို့ပြောဆိုတာလောကမှာလူရည်လူဖြစ်လာတဲ့အခါမှာလူချင်းချင်းလည်းမုန်းကြတယ်လူကနေပြီးတော့တိရစ္ဆာန်ကိုလည်းမုန်းတယ်လူကနေပြီးလူနဲ့တိရစ္ဆာန်အပြန်အလှန်မုန်းတိကြတယ်လူနဲ့နတ်နဲ့မမြင်ရပေမဲ့လို့မုန်းကြတာသရဝါတွေဟာရန်လိုတဲ့စိတ်တွေအမုန်းစိတ်တွေဟာ
ရှင်ထဲမှာရှိနေကြအဲ့တော့ကိုယ့်ရင်ထဲမှာအဲ့ဒါလို့မုန်းတီးတဲ့စိတ်တွေမရှိအောင်ဖြစ်မလာအောင်အကြောင်းတိုက်ဆိုင်တောင်မှဖြစ်မလာအောင်မေတ္တာပွားမယ်လို့ပြောတာနော်အခုခေတ်မေတ္တာပွားတာအဲ့တိုင်းဟုတ်ကလားတပည့်တော်တို့စီးပွားဥစ္စာဖြစ်အောင်မေတ္တာပွားပေးပါဗျာအန္တရာယ်ကင်းအောင်မေတ္တာပွားပေးပါဗျာဒီလိုပဲဖြစ်နေအန္တရာယ်ကင်းရင်တို့မေတ္တာပွားတာသို့တော့ရှင်တွေကအန္တရာယ်ကြီးကိုတော့တိုင်းထားတယ်အဲ့ဒီအန္တရာယ်ဆိုတာအမုန်းတရားကိုပြောတာနော်အဲ့တော့ကိုယ်ရင်တွေကဖေးရအန္တရာယ်ကိုအရင်ပြောက်အောင်ကြိုးစားအထုတ်သူများကကိုယ်မုန်းတာချစ်တာအဓိကမဟုတ်ကိုယ်ကမမုန်းမှုပဲအရေးကြီးကိုယ်ရင်ထဲမှာရှိတဲ့ဒေါသသည်ကြီးထွားလာတဲ့အခါမှာအပင်ငရဲချရင်ကိုယ်ပဲချမှာပဲလေဒါမှမဟုတ်ဒေါသနဲ့သိတဲ့ပုဂ္ဂိုလ်တွေကငရဲရောက်တာအဲ့ဒါကြောင့်မို့ရှင်တွေကဒေါသပြောက်အောင်ဘယ်သူကိုမုန်းတယ်ဆိုတာမရှိအောင်မေတ္တာကိုရင်ထဲမှာအခိုင်အမာတည်ဆောက်ရမယ်လို့သူတို့ပြောတယ်ဒါကြောင့်မို့မေတ္တာကိုအခိုင်အမာတည်ဆောက်လို့တမာရီစွမ်းအားတွေပြည့်ဝလာပြီဆိုလို့ရှိရင်အဲ့ဒီမေတ္တာအောင်မြင်သွားတဲ့ပုဂ္ဂိုလ်တရားဟာတက်တန်းရှိကြတဲ့ဗြဟ္မပြေတောင်ရောက်တယ်နော်မေတ္တာဆံရသွားပြီဆိုရင်တက်တန်းရှိတဲ့ဗြဟ္မပြေရောက်တယ်လူပြေဆိုတာတက်တန်းအလွန်ရှိတာမဟုတ်ဘူးနတ်ပြေကလည်းတက်တန်းရှိတာမဟုတ်ဘူးဗြဟ္မနဲ့စာလို့ရှိရင်လူပြေတို့နတ်ပြေတို့အသက်ကိုနှစ်နဲ့ပဲရည်တွက်တယ်ဗြဟ္မအသက်ကြတော့ကဘာနဲ့တွက်ရတယ်ဘယ်နဲ့ကဘာဆိုတာအဲ့လိုတွက်တယ်ဓမ္မအသက်ရှိတဲ့စီကိုရောက်စေနိုင်တယ်ဆိုတော့သူ့ရဲ့အကျိုးကပိုကြီးမားတယ်လို့သူတို့ဆိုလို့တယ်နော်နောက်တစ်ခါမေတ္တာဘာဝနာနဲ့သမထဘာဝနာထဲပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်လို့ပြောရမယ်ကုသိုလ်ကတော့ဝိပဿနာဘာဝနာကုသိုလ်ပဲဖြစ်တယ်ဝိပဿနာဘာဝနာကုသိုလ်ဆိုတာခက်ကြမ်းကြမ်းကိုကိုယ့်အကိုတွေးကြည့်ခက်ကြဲကြဲအခုတည်းနိုင်ငံတကာနှစ်သက်ကူမှာ2018ခုနှစ်ကုန်သွားပြီ2019ထဲရောက်လာပြီ2019ထဲမှာတစ်နှစ်ဆိုရင်365ရက်ရှိတယ်မဟုတ်လား365ရက်တည်းကဒီနေ့ဇန်နဝါရီလ5ရက်ဆိုတော့360ပဲကျန်တော့တဲ့ရက်5ရက်ရော့သွားပြီအဲ့ဒီလိုရော့သွားတာပြောင်းလဲနေတာကိုသတိထားဖို့လိုတယ်ကိုယ်ကထင်တယ်ရက်သာရော့သွားတယ်ထင်တယ်ကိုနေဖို့အသက်ရော့မသွားဘူးလားနေဖို့9ရက်ရော့သွားပြီ2015ထဲမှာ365ရက်နေရဆို9ရက်ရော့သွားအဲ့တော့ဘယ်ရာမှယက်တည်နေတာမဟုတ်ဘူးအခုပဲနှစ်သက်ကူပြီအခု9ရက်ကုန်သွားပြီနောက်ရက်တွေလည်းဒီလိုကုန်သွားမှာပဲဆိုတဲ့မတည်မြဲတဲ့သဘာဝတရားကိုစဉ်းစားနိုင်အောင်ကြိုးစားအဲ့ဒါကဝိပဿနာလမ်းကြောင်းပေါ်ကိုစတင်ပြီးတော့ဝင်ရောက်တာလို့ခေါ်တယ်နော်အေးအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကငယ်တဲ့ပုဂ္ဂိုလ်တွေကိုချိတို့ငယ်တုန်းကအဲ့ဒီအရွယ်အဲ့ဒီရုပ်ရည်အခုဒီရွယ်ရောက်တဲ့အခါတို့တွေအဲ့ဒီရုပ်ရည်တွေမရှိတော့ဘူးပျောက်ကွယ်သွားပြီအခါငယ်တဲ့လူကကြီးတဲ့လူကိုချိလိုက်ငါတို့လေဒီနေ့ကျရင်အဲ့ဒီလိုဖြစ်မှာပဲအဲ့ဒီလမ်းကိုငါတို့သွားနေတယ်ဆိုတော့နှလုံးသွင်းမှုလို့အဲ့ဒီနှလုံးသွင်းတာဟာကုသိုလ်မှန်သိဖို့လိုတယ်။ဘာကြောင့်ကုသိုလ်ဖြစ်တုံးလို့ဆိုတော့အဲ့လိုနှလုံးသွင်းဆင်ញင်ခြင်းအဖြစ်လောဘတွေဒေါသတွေမောဟတွေအမှန်မသိခြင်းမောဟကိုရှင်းပြနေတာပဲအမှန်လူတွေကကိုယ့်ကိုယ်သိတယ်လို့ထင်နေတာမသိဘူးအဲ့ဒီအချိန်မှာမသိလို့တွေးနေတာသာဖြစ်တယ်နော်မသိရအမှောင်ပဲဆိုတော့2015ခုနှစ်အခု2019ခုနှစ်18ခုနှစ်ကုန်သွားပြီသူကုန်တာလို့ထင်တယ်အဲ့လိုမထင်မဲနဲ့2018ခုနှစ်မှာငါတို့ရဲ့တဏ္ဍာမရှိတဲ့ယုတ်တိနန်းတွေခွန်အားတွေအလုံးဟာဆုံးရှုံးသွားပြီပြန်ယူလို့မရတော့ဘူးကုန်ဆုံးသွားပြီလို့ဒီလိုမသိဘူးဆိုရင်ဒါမှောင်နေတဲ့အဝိဇ္ဇာပဲเนาะ
အဲ့ဒါလို့သိလိုက်ပြီဆိုလို့ရှိရင်ဒါအလင်းတစ်ခုပဲအမှန်သိတာပဲလေအဲ့ဒါလို့အမှန်သိဖို့အမှန်တမ်းအရေးကြီးတယ်အမှန်သိခြင်းကြောင့်ဘာအကျိုးရှိတုံးလို့မေးမယ်ဆိုလို့ရှိရင်အမှန်သိခြင်းကြောင့်အမားပေါ်မှာတွေ့ဖက်ပြီးတော့ကိုယ့်ကိုဒီဟုတ်လားပြီဆိုတဲ့အနေအထားမျိုးမဖြစ်တော့ကိုယ်အနေရကိုသိနေလို့ရှိရင်ထိုအနေရကလွတ်မြောက်အောင်ကြိုးစားမှုရှိလာမှာပေါ့အေးတနည်းအားဖြင့်ပြောရမယ်ဆိုရင်ကိုယ့်ပေါ်မှာတွေ့တာခြင်းတစ်ဖက်သားကိုမုန်းတီးခြင်းဆိုတဲ့မုန်းခြင်းချစ်ခြင်းဆိုတဲ့စိတ်ဓာတ်တွေပျောက်သွားနိုင်ပျောက်သွားတဲ့အခါမှာတွေ့တာမှုကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့တောကဆိုတာလည်းပျောက်သွားနိုင်ရှင်ထဲကတောကဆိုတာနေရာတကာမှာရှိတာမဟုတ်ဘူးကိုယ်ပိုင်တဲ့ပစ္စည်းအတွက်ကိုယ်ပိုင်တဲ့ပစ္စည်းအတွက်တောကဖြစ်တယ်ကိုယ်နဲ့ဆက်ဆက်နေတဲ့ဆွေမျိုးသားချင်းအပေါင်းအသင်းတွေအတွက်တောကဖြစ်တယ်ကိုယ်မပိုင်တဲ့ပစ္စည်းအတွက်တောကဆိုတာမဖြစ်ဘူးကိုယ်နဲ့မသိတဲ့လူအတွက်တောကဆိုတာမဖြစ်ဘူးအဲ့တော့တောကရဲ့တရားခံကဘယ်သူတုံးဆိုရင်တွေ့တာမှုပဲဖြစ်တယ်လူဘဝရောက်လာတဲ့အခါမှာမိသားစုဆိုတာဖွဲ့စည်းလာမိသားစုဖြစ်လာလို့ရှိရင်အမေရှိတယ်အဖေရှိတယ်သားရှိတယ်သမီးရှိတယ်သားသမီးကနေဆက်နွယ်ပြီးတော့ချွေးမရှိတယ်သမက်ရှိတယ်မြီးရှိတယ်ရောက်လာကောအဲ့ဒီလိုဆက်လာတဲ့အခါမှာတောကလေးတွေဝင်လာတယ်ဆိုသတိထားဖို့အဲ့လိုမဟုတ်ခင်ကတောကမဖြစ်ဘူးသူတို့အတွက်ကိုနှစ်ယောက်ထဲနေတော့ကသားသမီးမရှိတဲ့လူဆိုသားအတွက်တောကရှိပါမလားမရှိဘူးသမီးအတွက်လည်းတောကမရှိဘူးသားသမီးမရှိတဲ့လူကသားဒါပြင်ငါတို့ကအေးတယ်လို့အောင်းမိလားမအေးဘူးဘယ်သူအတွက်တောကဖြစ်တုံးဆိုလို့ရှိရင်ကိုအတွက်တောကဖြစ်နေကိုခန္ဓာအတွက်တောကဖြစ်ခန္ဓာရှိနေပြန်တော့ရှိပြန်တာပဲတောကအေးတောကတွေပွားသွားလိုက်ပုံကတော့သားရှိလို့ချွေးမရလာပြန်သမီးရှိတော့သမက်ရလာပြန်ပြီးတဲ့အခါမြေးကနေတစ်ခါတစ်ဆင့်ဟိုတီတွတ်ကျွတ်ဆက်ထီအောင်အဲ့ဒီလိုတွေ့တာမှုတွေကနေဖြစ်လာပြီးတော့တောကတွေရဲ့ရှင်ထဲရောက်လာအဲ့ဒီတောကတွေကိုဝိပဿနာလို့ခေါ်တဲ့ဘယ်ရာမှမမြဲဘူးဆိုတဲ့အသိဉာဏ်နဲ့သာဖယ်ရှားလို့ရတယ်ဉာဏ်နဲ့နီးနဲ့ဖယ်ရှားလို့မရဘူးเนาะတွေ့တာမှုကိုဖယ်ရှားမှတောကဆိုတာပျောက်တယ်တွေ့တာမှုရှိတဲ့နေရာတောကဖြစ်တာပဲဝိចេတနာပြည့်စုံလို့ကာရစီဝယ်စီးလိုက်တယ်အဲ့ဒီကားလမ်းမှာတိုက်တယ်ဆိုရင်တောကမဖြစ်ဘူးလားဖြစ်တယ်ကိုကားမဟုတ်ဘူးကိုကရောင်းလိုက်တဲ့အဲ့ဒီကားကြီးကိုမဆက်ရလိုက်ပြီအဲ့ကားကြီးလမ်းမှာတိုက်တဲ့အကြိုင်ဖြစ်သေးလားတောကကိုဟာတော့ကတောကဖြစ်တယ်ကိုဟာမဟုတ်ရင်တောကမဖြစ်ဘူးဆိုဓမ္မထက်ရှာနော်မိသားစုနဲ့ပြောရမယ်ဆိုရင်လူတယောက်ဟာလိမ္မာသည်ဖြစ်စေမလိမ္မာသည်ဖြစ်စေကိုယ်နဲ့မပတ်သက်ခင်တော့ကသူ့အတွက်ပူတာမရှိဘူးသမီးနဲ့ပတ်သက်ပြီးတော့တမက်တော်လာပြီဆိုရင်ပတ်သက်လာပြီနော်သားနဲ့ပတ်သက်ပြီးချွေးမတော်လာပြန်ပြီဆိုရင်ပတ်သက်သွားပြန်ပြီအဲ့ကြရင်တောကဆိုတာဖြစ်လာပြန်အဲ့တော့ပြောရမယ်ဆိုရင်ပတ်သက်လာရင်တောကဖြစ်ဖို့ပဲနော်ဝိចេတနာလည်းပဲကိုယ်ပစံကိုပစ္စည်းမဟုတ်ဘူးဆိုရင်မပတ်သက်တာမပတ်သက်လို့ရှိရင်တောကမဖြစ်ဘူးပတ်သက်ရင်တောကဖြစ်လာအဲ့ဒီပတ်သက်မှုတွေရှိနေသမျှကာလပတ်လုံးတောကဖြစ်နေမှာဒါဖြင့်တောကမဖြစ်အောင်ဘာနဲ့ထိမ့်မလဲပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတောကမဖြစ်အောင်ဘာလို့အိုးလူစရာပစ္စည်းသင်္ခါရလူသင်္ခါရတနေ့ကျတော့ပစ္စည်းကငါ့ကိုစွန့်သွားမယ်ငါကတော့လည်းပစ္စည်းကိုစွန့်တယ်ဘယ်ရာမှမမြဲဘူးလို့တွေးလိုက်နိုင်လို့ရှိရင်ယော့သွားအဲ့လိုတွေးရသားသမီးတွေနဲ့ပတ်သက်လာတဲ့အခါမှာလဲအေးသူတို့ငါခေါ်လို့လာတာမဟုတ်ဘူးသူတို့ခါသေးရောက်လာကြအဲ့တော့ငါနဲ့ပတ်သက်နေတော့ငါကောင်းအောင်ပြုစုမယ်မလိမ္မာတာတော့သူတောင်းအောင်မယ်ငါတတ်နိုင်တယ်ပြပြောမယ်ဟောဒီလိုဆိုလို့နော်ဒါလျှော့ချတဲ့နေ့ဖြစ်လာပြီးတဲ့နောက်မှာလျှော့ချရမယ်နေ့အဲ့ဒီလိုမှမလျှော့ဘူးထွက်ပေါက်မရှိဘူးဆိုရင်
လူတွေကဖြစ်ရလေခြင်းဆိုပြီးတော့ဒုက္ခရောက်ကြပြန်တယ်အဲ့တော့ကိုယ့်အကိုရှာထားတဲ့ဒုက္ခတွေကနည်းတာမဟုတ်ဘူးပင်ကိုဒုက္ခနဲ့ရှာထားတဲ့ဒုက္ခတွေကများလာတဖြည်းဖြည်းချင်းအဲ့ဒါလို့လူလောကမှာဒီလိုရှိလာတဲ့အခါအကောင်းဆုံးဖြစ်အောင်ဘယ်လိုနေကြမလဲမြတ်စွာဘုရားရဲ့ဆုံးမကောင်းဆုံးဖြစ်ဖို့အတွက်နံပါတ်1စိတ်ကောင်းနှလုံးကောင်းအရင်ထားဖို့ကြိုးစားစိတ်ကောင်းနှလုံးကောင်းဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာအခုဒါနကောင်းမှုလုပ်ပြီးနော်သီလကောင်းမှုလည်းလုပ်တယ်ခုပြောတဲ့ရှင်ပြုတယ်ဆိုတော့ရှင်ဘဝခုပြောင်းတယ်ဆိုတော့သီလကောင်းမှုလည်းလုပ်ကြတယ်အဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေဖြစ်လာပြီဆိုတဲ့အခါမှာမမေ့မလျော့သောတတိဖြင့်ကုသိုလ်ကောင်းမှုတွေဖြစ်နေအောင်တို့ဘယ်လိုလုပ်မလဲဆိုရင်အပမဒလို့ခေါ်တဲ့တတိတရားကိုအရင်မွေးမြူရမှာဖြစ်တယ်အပမဒဆိုတဲ့တတိတရားဆိုတာအမှတ်တမဲ့နေတာမဟုတ်ဘူးခုရေနတာမှာနေကြတဲ့ရေနတာရှင်းတော့ဆိုရေနတာမြို့ပေါ့နော်ရေနတာမြို့မှာနေကြတဲ့အမျိုးသားအမျိုးသမီးတွေဟာကိုယ့်ကိုဆင်းရဲစကားမှာတနေ့တာအချိန်ငါတို့ဘာလို့ကုံလွန်လာတယ်လဲနော်အဲ့ဒါကိုတတိထားပြီးတော့ငါတို့ကုံလွန်လာတဲ့အချိန်တွေဟာတို့ကိုဒုက္ခပေးမဲ့အကုသိုလ်နဲ့ကုံလွန်လာလားတို့ရဲ့ချမ်းသာမှုကိုဖြစ်ပေါ်စေမဲ့ကုသိုလ်တရားနဲ့ကုံလွန်လာလားဆိုဒီနှစ်ခုအတွေးလေးကိုတွေးကြည့်နော်ဒီနှစ်ခုအတွေးတွေတွေးကြည့်အဲ့လိုတွေးကြည့်ပြီးတော့ကုံလာတဲ့အချိန်တွေကုံရမဲ့အချိန်တွေမှာကုသိုလ်ကောင်းမှုနဲ့ကုံအောင်ကြိုးစားဖို့လိုတယ်ကုသိုလ်ကောင်းမှုဆိုတာကိုယ်ကိုချမ်းသာဖို့အတွက်ထောက်ကူပြုတဲ့တရားတွေပဲအပြစ်ကင်းတဲ့လောက်ရမှန်သမျှကုသိုလ်ခေါရပြောတယ်ဌာနကောင်းမှုဖြစ်ဖို့ဆိုတာမခဲရင်ဘူးနော်ငါးပါးသီလလုံခြုံအောင်ဆောင်ရှောက်မယ်ဆိုလို့ရှိရင်လည်းဒါသီလကောင်းမှုဖြစ်နေတယ်ဒါနနဲ့သီလနှစ်ခုလုံးလို့ရှိရင်တုပြည့်နတ်ပြည့်စွာရောက်ပါတယ်အပင်ငယ်ရလွတ်ပါတယ်ဒီနေရာမှာမြတ်စွာဘုရားလက်ထက်ကမဆလရွာသားမခဆိုတဲ့လူတယောက်ရဲ့ကုသိုလ်ကောင်းမှုပြုလုပ်ပုံလေးကိုကြည့်နော်သူဟာတရားမင်းဘာကြောင့်ဖြစ်သွားတော့လို့ထိတ်တန်းပုဂ္ဂိုလ်ဘာကြောင့်ဖြစ်သွားလဲခုရေနတာနေတဲ့မျိုးအောင်သားမျိုးသမီးတွေလည်းထိတ်တန်းရောက်လုပ်လို့ရထိတ်တန်းမရောက်ဘူးလို့မပြောနိုင်ဘူးနော်ကိုယ့်ရဲ့ကြိုးစားမှုတွေကိုပြောတောသားပဲဖြစ်ပါစေသမထဖြစ်ခြင်းဖြစ်သွားတာအခုသမထဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကလည်းဓမ္မပြေမှာတောသားတွေကနေသမထဖြစ်သွားတာရှိတယ်အဲ့တော့ဘုန်းကြီးဖြစ်တာတော့မပြောနဲ့တော့တောသားတွေဘုန်းကြီးဖြစ်တာပိုများနော်အဲ့တော့တောသားဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အမတ်တရားနဲ့ကိုယ့်ကိုမြင်မာလာအောင်ကြိုးစားအထောက်မှုကအဓိကကြတယ်ဒါကြောင့်မို့ကြိုးစားဖို့မဆလရွာမှာနေတဲ့မခါဆိုတဲ့သူကြောင့်ဟာသူ့ကိုဘယ်ကုသိုလ်လုပ်ရမယ်လို့သွန်သင်ပြတာဆုံးမတဲ့ပုဂ္ဂိုလ်တော့မရှိသူစိတ်ကူးနဲ့သူတွေးကြည့်တယ်သူစိတ်ကူးနဲ့သူတွေးပြီးတော့သူပထမဆုံးလှုပ်တာပါတော့ဆိုရင်ရရွာသားရတန်ရှင်းရေးလူသူသွားတဲ့လမ်းတွေအမိုက်တရိုက်ကင်းစင်ရေးပဲလှုပ်တယ်သူစေရနာနဲ့သူလှုပ်တယ်နော်လူတကာသွားတဲ့လမ်းကိုဆူးညောင်းခလုတ်တွေမရှိအောင်အလုအားတဲ့အချိန်မှာဒါသွားလှုပ်တယ်ကိုယ့်အတွက်လှုပ်တာမဟုတ်ဘူးလူတကာသွားတဲ့လမ်းမှာလှုပ်တယ်အဲ့တော့ခဏခေတ်တော့လူတွေကအမှတ်တမဲ့နေကြတော့လူတကာသွားတဲ့လမ်းကိုဘာဖြစ်ခဲ့လဲအမိုက်ပစ်ခဲ့တယ်တန်ရှင်းလုံးရမယ်ဆိုအမိုက်ပစ်ခဲ့တယ်နော်အဲ့တော့ကုသိုလ်ကောင်းမှုဆိုတာဒီအမိုက်ဖြစ်တဲ့အခါမှာကိုယ့်အကိုပြစ်ချင်လို့ပြစ်တာဘာဖြစ်လဲဆိုတဲ့
မလေးစားမှုနဲ့လုပ်လို့ရှိရင်ပုဂ္ဂလအနာတရတဲ့ကိုယ်နဲ့အတူတကွနေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာကျိုးသေးလေးစားမှုဂါရဝဆိုတဲ့မင်္ဂလာတရားပျက်စီးသွားတယ်သူတို့ကတော့ကောင်းတဲ့ထင်ပြီးလုပ်ကြဂါရဝတရားပျက်စီးသွားတယ်ပြစ်ချင်တဲ့နေရာမိုက်ပြစ်ကားစီးသွားတယ်ကားပေါ်ကနေပြစ်ချလိုက်တယ်မိုက်တယ်အဲ့ဒါဂါရဝတရားလေးစားပျက်စီးတယ်နောက်တစ်ခါဓမ္မဂါရဝဓမ္မဂရုဓမ္မအနာဒရဓမ္မအနာဒရဆိုတာစိကံဥပဒေကိုလေးစားတာအဲ့ဒီဓမ္မအနာဒရဆိုရယ်စိကံဥပဒေကိုလေးစားမှုလေသူ့မှာပျက်စီးသွားလေးစားမှုကနှစ်ခုရှိတယ်ပုဂ္ဂိုလ်ကိုလေးစားတာတစ်ခုစိကံဥပဒေတရားဓမ္မကိုလေးစားတာတစ်ခုအဲ့ဒီစိကံကိုမလေးစားရင်လည်းအပြစ်ပဲပုဂ္ဂိုလ်ကိုမလေးစားရင်လည်းအပြစ်ပဲလမ်းပေါ်မှာအမိုက်ချသွားတဲ့ပုဂ္ဂိုလ်ဟာစိကံကိုလည်းမလေးစားရောက်တယ်လမ်းတော်လမ်းလာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မြည်သူကိုမဆိုပုဂ္ဂိုလ်တွေကိုလည်းမလေးစားဘူးလို့ဒီလိုအဓိပ္ပာယ်ရောက်တယ်ဒါလည်းအပြစ်ရှိတယ်လို့ခေါ်တယ်နော်ပြစ်ရှိတယ်လို့ခေါ်တယ်အိမ်လမ်းမှာရှိတဲ့အမိုက်ကလေးကောက်တယ်ဟိုဟာပြစ်ရှိတယ်ဆိုရင်ဒါကောင်းကျိုးရတယ်ကုသိုလ်ဖြစ်တယ်လူတကာသွားတဲ့လမ်းမှာအမိုက်တရားကိုဖယ်သွားတာကိုဘာခေါ်တော့မေတ္တာကာယကံလို့ခေါ်တယ်ချမ်းသာကြပါစေချမ်းသာကြပါစေပဇာကသာအော်နေပြီးတော့လက်ကချင်းကိုတစ်ဖြတ်ဖြတ်ရိုက်နေနော်တော်ရီချမ်းသာကြပါစေပြောပြီးချင်းလာကိုက်ဖတ်ကနေချတဲ့ရှင်တွေကအမုန်းတရားကိုဖယ်ရှားမပစ်ဖဲနဲ့ပဇာကပဲချမ်းသာပါစေလို့မေတ္တာပို့နေဒိဗေမရှိဘူးအဲ့ဒါချမ်းသာကြပါစေလို့ပြောတယ်လမ်းမှာဆူးညောင်းခလုံးတွေ့တာလေးတောင်ဖဲမသွားဘူးဆိုရင်တဲ့သူရဲ့ချမ်းသာတယ်ဆိုတဲ့စိတ်ဟာတကယ်အစစ်မှန်မဟုတ်တော့ဘူးတကယ်ချမ်းသာစေခြင်းဒီလမ်းပေါ်လျှောက်တဲ့လူတွေခလုံးမထိဆူးမကြီးကြပါစေနဲ့ဆိုဖဲထားခဲ့ပေါ့ဟောကုသိုလ်ရဖို့ရတွေကိုပြောပြတာနော်မကားဆိုတဲ့လူဟာဘာစလောက်တာတော့ဆိုလမ်းသွားလမ်းလာတွေခလုံးမထိဆူမကြီးရအောင်မိုက်တဲ့ရကစပြီးတော့ဖယ်ရှားတယ်ခလုတ်ကသိန်းနေရှင်ဖယ်ရှားတယ်ခြိုင်းရှိလို့ရှင်ဖို့ခဲ့တယ်အဲ့ဒါကုသိုလ်ရတဲ့အလုပ်တွေပဲအလုံးကိုကုသိုလ်ရတဲ့အလုပ်တွေလူတွေကပစ္စံကောင်မှကုသိုလ်ရတယ်ထင်တယ်မနဲ့ကြီးထိုးပြီးအလှကြီးပေးမှကုသိုလ်လို့ထင်တာပစ္စံမကုန်တဲ့ကုသိုလ်တွေအများကြီးပဲဟုတ်လားပစ္စံမကုန်တဲ့ကုသိုလ်အခုတရားနာနေတာလဲကုသိုလ်ရတယ်ဘာကြောင့်ကုသိုလ်ရတာတော့ဆိုတရားအတိတွေသိနေတာကွာဒါပညာဆိုတာကုသိုလ်ပဲလေကိုယ်ရင်လည်းကောင်းကျိုးချမ်းသာပေးစေတတ်တဲ့အရာကိုကုသိုလ်လို့ခေါ်တာအဲ့တော့အဲ့လိုတန်ရှင်းရေးလုပ်ပြီးအစိတ်အာဝါဒကောင်းတဲ့သစ်ပင်တွေဆိုလို့ရှိရင်သူကသစ်ပင်အောက်မှာရှင်းထားတဲ့အခါကျတော့လမ်းတော်လန့်လန့်လူတကာကအဲ့သစ်ပင်လေးအောက်ရှင်းလေးဆိုဝင်ပြီးရိတ်ခိုကြတယ်နားကြတယ်အဲ့ဒါကိုသူကကြည့်တယ်။အော်လူတွေဟာတတ်တတ်ရှင်းလှလှပပလှုပ်ထိုင်ကြိုက်တယ်ဆိုတာသူသဘောပေါက်တာ။လူတွေဟာကောင်းတာလှုပ်ထိုင်ကြိုက်တယ်လို့ဆိုတာသူသဘောပေါက်တာ။ပေါက်လာတဲ့အခါကျအများကြိုက်တဲ့အများသဘောကျတာငါလှုပ်မယ်ဆိုပြီးတော့အဲ့လိုလှုပ်တယ်။အဲ့တော့လှုပ်ရင်းနဲ့သူ့အလုပ်ကခြေပြန့်လာလမ်းနေပြင်းနေအရေးအဝါဒကောင်းသစ်ပင်တွေစိုက်တယ်သစ်ပင်အောက်တွေရှင်းတယ်အဲ့ဒီလှုပ်လာတဲ့အခါကျတော့သူလှုပ်နေတာကိုမြင်တဲ့ရွာသူရွာသားတွေကမေးကြတယ်ကိုမကဘာလှုပ်တာတော့ဆိုဟာအများသဘောကျတဲ့အလုပ်ကျွန်တော်လှုပ်တာပါဆိုဟိုလူကလည်းကျွန်တော်လည်းဝိုင်းလှုပ်ပါမယ်ပေါ့ပြတက်လက်ယူဝိုင်းလှုပ်အဲ့လိုလှုပ်တဲ့လူတွေကတဖြည်းဖြည်းများလာတော့32ယောက်ထိအောင်ရှိတယ်သူ့အဖွဲ့ရက်ရွာတန်ရှင်းအောင်လုပ်တာဟုတ်လားရည်တဲ့လည်းအဲ့လိုလုပ်ရင်ကောင်းတယ်ကြားလားလမ်းမေးမှာအမိုက်တရားတွေမရှိရအောင်ကိုယ်ရွာကြည့်လိုက်ရင်တန့်ပြန့်နေအောင်ဟောအဲ့လိုတွေလုပ်ကြတယ်ဆိုရင်လမ်းကဟာဒီရွာကတန်ရှင်းလိုက်တာဒီမျိုးကတန်ရှင်းလိုက်တာ
ဖြတ်သွားဖြတ်လာလူတွေကစိတ်ထဲမှာကြည်နူးသွားတယ်ဆိုအဲ့ဒီကြည်နူးစေမှုကိုပြုလုပ်ပေးတာမေတ္တာပဲလူတကာမြင်ကြည်နူးသွားစေရမယ်ကိုယ်အိမ်ရှိမှဖုံနေမထားစေရဘူးကြည်နူးအောင်လူတွေအတွက်တန်တန်မြဲမြဲဖြစ်နေရမယ်ဆိုပြီးတရားမင်းဖြစ်အောင်လုပ်တဲ့ကုသိုလ်အဲ့ဒီကုသိုလ်အလှကြီးပေးတာမဟုတ်ဘူးပတ်စံနေအများကြီးကုန်တာမဟုတ်ဘူးအဲ့ဒါလို့လုံးလိုက်တာတရွာလုံးဟာတန်တန်ပြင်းပြင်းကြီးဖြစ်သွားတယ်အဲ့ဒါလို့လှုပ်ရင်းကနေပြီးနောက်ဆုံးမှာတပြည့်အုပ်ချုပ်တဲ့ရွာသက်ကြီးရဲ့မမှန်တဲ့ပေးမှုကြောင့်တပြည့်အုပ်ချုပ်တဲ့ဘုရင်ကအုပ်စုဖွဲ့ပြီးတော့လုံနေတဲ့လူတွေကိုအထင်လွဲပြီးတော့ဖန်ခံရသေးတယ်အဲ့ဒါတော့ဇာလံအကျယ်ပြောတော့ဖန်ခံလိုက်ရတယ်နောက်ဆုံးမှာအမှန်တရားဆိုတာပေါ်လာတာပေါ်လာတဲ့အခါကျတော့ဘုရင်ကသူတို့စင်တစည်းဆုချလိုက်ပြီးတော့အဲ့ဒီရွာကိုပါပိုင်စားခွင့်ပေးလိုက်တယ်ကုသိုလ်ကောင်းမှုပို့လှုပ်ချသူတို့ရွာတိုးတက်တာယာရေးပန်းဝရင်နေလှုပ်တဲ့ရေတွင်းရေကန်နေဖော်တယ်အဲ့ဒီရွာနာဖြတ်တန်းသွားလာတဲ့လူတွေဟာခိတ္တခဏအရေးခိုကြတယ်တဲကြတယ်ဆိုတာဖြစ်အောင်အကုန်လုံးလှုပ်ပေးကြသူတို့ငွေကြေးလဲတက်နိုင်တဲ့လှုပ်အားလဲရှိလာတဲ့အခါကျသူဓမ္မလို့ဆိုတာမခရဲ့အမျိုးသမီးတူတဲ့သူဓမ္မသူ့ကိုအကြောင်းပြုပြီးတော့နတ်ပြည်မှာအခမ်းအနားဆုံးဒီလူရရနဲ့ပြောမယ်ဆိုရင်ဓမ္မယုံကြီးဗိမာန်ကြီးပေါ့နော်သူဓမ္မဆိုတဲ့ဗိမာန်ကြီးနတ်တပင်အစည်းအဝေးကျင်းပတဲ့ဗိမာန်ကြီးဖြစ်ပေါ်ခဲ့သူတို့လုပ်ခဲ့တဲ့ဥယျာဉ်ကတာဝရိန္ဒနတ်ပြည်မှာနန္ဒဝန်ဥယျာဉ်ဆိုတာဖြစ်သွားတယ်သူတို့တူးခဲ့တဲ့ရေကန်ကဟိုမှာစိတ်တလာတာဥယျာဉ်တော်ကြီးဆိုတာဖြစ်သွားတယ်အဲ့ဒါလို့မခါတို့အဖွဲ့ဟာကုသကောင်းမှုလုပ်ကြအားတက်တဲ့ရော33ယောက်သူတို့တည်တဲ့အခါမှာတာဝရိန္ဒနတ်ပြည်ရောက်ပြီးတော့သူတို့မှာနတ်ချမ်းသာပုံမွားတွေလူပြည်တုန်းကလုပ်ခဲ့တဲ့ဟာတွေအတိုင်းပဲဟိုမှာထိတဲ့များစွာအစင်းမြင့်တဲ့ဗိမာန်တွေဥယျာဉ်တွေဘုံဗိမာန်တွေကိုဆက်နေရသွားတာကုသိုလ်ကောင်းမှုရဲ့အကျိုးဟာအမှန်တမ်းကြီးမားတယ်ဒါကြောင့်မို့ကိုတတ်နိုင်တဲ့ကုသိုလ်လေးကိုအမှတ်တမဲ့မနေနဲ့ရရွာပြိုးပြတာရအောင်ကိုယ်ဒေသမှာရှိတဲ့ပုဂ္ဂိုလ်တွေသဘောတူတဲ့ပုဂ္ဂိုလ်တွေစုပေါင်းပြီးတော့လုပ်ကြမယ်၊ကိုင်ကြမယ်ဆိုရင်ပုံညသဟာယကုသိုလ်ကောင်းမှုပြုပေါ်ပြုပဲဖြစ်ပြီးတော့တန်ရှင်းတာယာတန့်ပြတ်သွားမှာပဲဖြစ်တယ်ပေါ့တန်ရှင်းတာယာတန့်ပြတ်ပြီးတော့တဏှီတဲ့ဖွံ့ဖြိုးတိုးတက်သွားအဲ့ဒီလိုလုပ်အောင်ကိုယ်တိုင်လှုပ်ခြင်းဟာကုသိုလ်ကောင်းမှုလှုပ်ခြင်းပဲဖြစ်တယ်ဒီလှုပ်တွေဟာကုသိုလ်မရဘူးလို့ထင်ပြီးတော့အစကုမကုသိုလ်ရတာမျိုးလို့ထင်ပြီးမလှုပ်ဖဲနေတာကိုယ်ဘဝမှာနည်းနည်းဆုံးရှုံးမှုဖြစ်တယ်ဘဝလေးရလာတဲ့အခါမှာတန်မိုးရှိတဲ့ကိုယ်လက်ကလေးနဲ့ကိုယ်ကုသိုလ်လေးတွေရအောင်စိတ်ဓာတ်ကမှန်ကန်တဲ့အတွေးအမြင်အသိဉာဏ်တွေနဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးတွေအရင်ရှိအောင်ကြိုးစားအထောက်အမယ်လို့ဆိုလို့တာဝရိန္ဒနတ်ပြည်မှာရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာတစ်ချိန်တုန်းကလူဘဝကလူတွေပဲဖြစ်တယ်သူတို့ကကုသိုလ်ကောင်းမှုလို့သတ်မှတ်ထားတာ9မျိုးရှိတယ်တာဝရိန္ဒနတ်ပြည်ရောက်နေတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည်ရောက်ဖို့အတွက်ဒီ9ခုတည်းဒီ9ခုလုပ်ပါလို့ပြောတယ်နတ်ပြည်သွားခြင်းညရင်အဲ့ဒါလုပ်ဖို့လိုတယ်နော်စိတ်ချရသော်ရကိုယ်တိုင်လည်းဟောထားတာနော်နံပါတ်1ကပါတော့ဆိုမာတာပိတိဗြဟ္မစံတောမိဘကိုယူသိလေးစားစွာပြုစုဆောင်ရှောက်ရမယ်မိဥဖာအိုးပြစ်မထားရဘူးကိုစားသလိုစားစေရမယ်ကြွေရမယ်မွေးရမယ်မိဘကိုဥစားပေးမိဘကိုပြုစုနေခြင်းဟာကြီးမားသောကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်ဒါတစ်ခုနော်ကုလီစိတ္ထပစာရိနာ
ကိုမျိုးကိုရွာအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားသမှုပြုရမယ်တတ်နိုင်သမျှသူတို့ဝေယဝဆလုပ်ပေးတယ်ကြုံကြိုက်တဲ့အခါမှာကုညီတယ်ပံ့ပိုးတယ်ဟောအဲ့ဒီကုသိုလ်တွေဟာတာဝရိန္ဒနတ်ပြည်ကနတ်တွေကသူတို့နတ်ပြည်ဘဝရောက်ခြင်းအကြောင်းတကယ်ကောင်းတဲ့ကုသိုလ်တွေဖြစ်သူတို့သတ်မှတ်ထားလူတွေကတော့သိမသိဘူးဒါတွေကိုကုသိုလ်လို့ဟောရရမရှိတဲ့မိဥဖာဟိုတွေကိုဂရုစိုက်တာနောက်တစ်ခါကျတော့တဏ္ဏံသခိလတံပံတံစကားပြောလို့ရှိရင်ဘယ်တော့မှရိုင်းရိုင်းဆိုင်ဆိုင်မပြောနဲ့ရှင်းရင်ကြည်ကြည်ပြောကို့အမေတိုင်အမေအဖေရွယ်ဆိုအဖေဦးကြီးအရွယ်ဆိုဦးကြီးပေါ့ဘယ်သူပဲဖြစ်ဖြစ်တလေးတစားပြောဆိုဆက်ဆံရိုင်းရိုင်းဆိုင်ဆိုင်ဆဲရီဒါမျိုးတွေမလုပ်ရဘူးလေတဏ္ဏံသခိလတံပံတံအဲ့တော့စကားပြောတာရင်ကြီးကြီးနဲ့ချိုးချိုးသားသားပြောခြင်းဟာလည်းကုသိုလ်ပဲရိုင်းရိုင်းဆိုင်ဆိုင်ပြောတာကိုဖရုဒဝါစာလို့ခေါ်တယ်နှုတ်ရဲ့ချမ်းတမ်းမှုအဲ့ဒီဖရုဒဝါစာဆိုတာတစ်ဖက်သားရင်ထဲမှာအင်္ဂနဲ့ဖြစ်အောင်မပြောရအောင်ဒီလိုဆိုလို့နာကြီးတော့အောင်လို့ပြောချိုးချိုးသားသားပြောရမယ်လို့ဆိုတယ်အဲ့ဒီစကားချိုးသားစွာပြောဆိုမှုလေးကိုပဲကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုနော်ကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုရိုင်းရိုင်းဆိုင်ဆိုင်ပြောတာတို့ဆွဆွဲတာတို့ကိုလူရဲ့ပါးစပ်မှာခုတ်ဖြတ်တတ်တဲ့ပစိန်တလက်ပေါ်ထွန်းနေခြင်းပဲမြတ်စွာဘုရားကအဲ့လိုခေါ်တယ်လူတွေဟာပါးစပ်နဲ့ကိုယ့်ကိုယ်ဖြည့်ဆည်းကြတယ်ကုထာရိဇာယတေမုခေလူတွေဟာကိုယ်ပါးစပ်ကိုမထိန်သည့်အတွက်ကြောင့်အပြောဆိုရက်စက်ကြမ်းတမ်းသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာအဲ့ဒီတိုင်ခံနေရတယ်နော်ဒါကြောင့်မို့ဘယ်တော့မှအော်ဟစ်ကြမ်းတမ်းပြီးငယ်ငယ်တော့ကြားဘူးတဲ့လူတွေမှာလူတကာကိုစောင့်မြောင်းပြီးတော့ဩနာဝန်းကြတယ်ဟဲ့ဘသူခိုးသွားတာတော့နဲ့ဆိုပြီးတော့ဩနာဝန်းကြတယ်ဆဲတာနော်အဲ့လိုဟာမျိုးတွေဆဲကြနေရလူတွေအဲ့ဒါမျိုးပိုးဆဲသေးတယ်နော်သေနာကောင်လို့လည်းပြောတယ်ငယ်တော့ကြားဘူးတာလေဘယ်သေနာကောင်ကလှုပ်သွားတာတော့ဘယ်ဩနာဝန်းကြတဲ့ဟာဒီအသီးခူးသွားသလဲလဲဆိုပြီးတော့အဲ့ဒီလိုဟာမျိုးတွေမပြောမိအောင်ခရုစိုက်ရမယ်ဒီလိုဆိုလို့တဏ္ဏံသခိလတံပံတံပေတုနေယပဟာယိနာဆိုတယောက်နဲ့တယောက်မတက်အောင်ဂုံးမချောရဘူးနော်တူနဲ့တူကွဲပြားသွားအောင်စိတ်ထားကွဲသွားအောင်ဒီလိုဂုံးချောမှုမပြောရဘူးတဲ့ဒါလည်းပါစက်နေနဲ့ရှောင်းရမယ်ဇီတုစရိုက်ဖြစ်တယ်ပေါ့နောက်တစ်ခုကဘာတော့ဆိုဝိနယေမစ္စေရမလားကိုယ်သာသုံးမယ်ကိုယ်အတွက်ကိုယ်သာကိုကြည့်တတ်တဲ့မစ္ဆရိယတရားတစ်ဖက်သားကိုလုံးဝမရစေခြင်းနဲ့ဝန်တိုမှုဆိုတဲ့မစ္ဆရိယတရားဆောင်ရှားရမယ်တဲ့ကိုယ်သာသုံးမယ်ကိုယ်သာအခွင့်အရေးရခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးမရှိရဘူးကြည်ရောရမယ်နော်ငါလည်းလူဘဝနေတာခဏပဲငါတယောက်တည်းနေတာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်ရှိသမျှဟာအလုံးအတွက်ပဲဒီလိုလို့နော်မြမပြေမှာတိုင်းရင်းဆရာတွေမစ္စရိယအာချီပြီးတော့စေတမဲဖွဲ့ထားနောက်စေတမဲဖွဲ့ထားကြာတော့ဆေးနီးတွေပြောက်ကုန်အဲမစ္စရိယလို့ခေါ်တယ်ဘာအကျိုးမှမရှိနော်ကိုသိတာလေးကိုဖွက်ထားဘယ်သူမှမပြောဘဲနဲ့ဖွက်ထားသေတော့ပါသွားတယ်အဲ့ဒါလို့မလုံးဝဘူးတဲ့ကိုသိတာပြောပြဘယ်သူပဲဖြစ်ဖြစ်စ조사ရင်ဖြစ်မှာပဲအဲဒါကြောင့်မို့ရှုပ်ဝက်ထားတယ်မရှိစေရအောင်ကို့မှာရှုပ်ဝက်တယ်ဆိုတာလူမသိသူမသိစေရမယ်
ရှုဝဲချက်ကိုပြောတာမဟုတ်ဘူးအများအတွက်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုအများအကျိုးဖြစ်မဲ့ဟာတွေကိုရှုဝဲမထားရဘူးလို့ဆိုလို့နော်တွန့်တိုတာရှုဝဲထားဆိုတာအမျိုးမျိုးရှိတယ်ဟင်းကောင်းကောင်းလေးချက်ပြီးတော့အသားတုံးကောင်းကောင်းလေးကိုကြောင်အိမ်နဲ့ထည့်တော့ခတ်ထားရင်လည်းအဲ့ဒါမစ္စရိယကျန်တဲ့လူတွေမစားရဘူးဆိုနော်ဖွက်ထားအိမ်မှာတည်းပဲမစ္စရိယရှိတယ်ငါဟာမကင်နဲ့ဒါငါအတွက်နင့်အတွက်မဟုတ်ဘူးဆိုရှုဝဲတာအဲ့မျိုးကဖြစ်တတ်တယ်မိသားစုတွေဂုံကျေးဇူးနဲ့ပတ်သက်လာရင်လေလူတယောက်အကြောင်းကိုလူတယောက်ကကိုယ်ရှိမှချီးမွမ်းနေလို့ရှိရင်မချီးမွမ်းနိုင်ဘူးမင်းမသိပါဘူးကွာဆိုပုတ်ချလိုက်နော်အဲ့ဒါလို့ချီးမွမ်းတာကိုလည်းပဲမကြိုက်ဘူးလူတယောက်ကိုချီးမွမ်းရင်လည်းမကြိုက်ဘူးကိုယ်သာချီးမွမ်းရင်ချီးမွမ်းသူများချီးမွမ်းရင်မကြိုက်ဘူးဆိုတော့အဲ့ဒါတွေအလုံးဟာမစ္စရိယတွေကြီးမစ္စရိယတရားတွေဟာကိုယ့်ကိုဖြစ်စီဒါကြောင့်မို့မခလူလင်တို့ဖွဲ့ရတော့သူတို့ကမစ္စရိယတရားကိုလည်းဖယ်ရှားတယ်တဲ့အိမ်မနေအလုံးအတွက်ဆိုတဲ့အနေနဲ့ပဲနေကြဘယ်သူပဲဖြစ်ဖြစ်ပွင့်ပွင့်လင်းလင်းဆက်ဆံပြောဆိုပြီးနေထိုင်ကြကိုယ်အတွက်လည်းမဟုတ်ကြိုက်တဲ့လူစားသွားဒီလိုအများအတွက်ပဲတူတူပဲစားကြတယ်ဒီလိုနေကြတယ်နော်ဝိနည်းမစ္စေရမလားသစ္စာကောဓာဘိဘုံနရံဆိုပြောလို့ရှိရင်ဘယ်တော့မှလိမ်မပြောဘူးတဲ့အမှန်တမ်းပြောတယ်ဒါလည်းပဲဂုဏ်သိက္ခာတစ်ခုပဲအဲ့ဒီတစ်ခုတည်းနဲ့လည်းနတ်ပြည်ရောက်တာတွေရှိတယ်ပေါ့နော်ကောဓာဘိဘုံကိုဒေါသကိုချိုးနှိမ်တယ်ဒေါသကိုလွတ်မပေးဘူးအခုခေတ်ကတော့ဒေါသကိုရှေ့တန်းတင်လာတတ်အဲ့တော့စိတ်ဆိုးရင်စိတ်ဆိုးတဲ့ဒေါသကိုရှေ့တန်းမတင်ရဘူးချိုးနှိမ်ရမယ်ချိုးနှိမ်တဲ့လူကမှသူတော်ကောင်းဒေါသကိုဒေါသကိုကြီးထွားလာအောင်လုပ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းမဟုတ်ဘူးနစ်နာမှာကိုယ်ပဲနစ်နာမှာပဲဒါကြောင့်ကောဓာဘိဘုံအမြဲဒေါသကိုချိုးနှိမ်တယ်ဘယ်သူပေါ်မှာအညှို့အတေးမထားဘူးစိတ်ဆိုးရင်လည်းခဏပဲစိတ်ဆိုးတဲ့ဒေါသကိုဖယ်ရှားပြစ်တယ်လို့ဆိုဒီလိုဖြစ်ရအလုံးပေါင်းလိုက်တော့9ခုရှိတယ်နော်မိဘကိုလှုပ်ကြွေးခြင်းအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားခြင်းရင်ကြီးစကားပြောခြင်းခုံးတိုက်မှုကင်းခြင်းမစ္စရိယတရားကိုဖယ်ရှားခြင်းမှန်ကန်တဲ့စကားကိုသာပြောဆိုခြင်းနဲ့ဒေါသကိုထိမ့်သိမ်းချို့နှိမ်ခြင်းအဲ့ဒီ9ခုအဲ့ဒီ9ခုတာဝရိန္ဒနတ်တွေကဒီ9ခုဒီချင်းနေနဲ့ရှိတဲ့ပုဂ္ဂိုလ်ကိုတကယ်သူတော်ကောင်းလို့ဆိုပြီးတော့ချီးမွမ်းကြတယ်ဟုတ်တော့9ခုလုံးပြည့်ရင်တော့မပြောနဲ့တော့ဒီထဲကကုသိုလ်ကောင်းမှုတွေကိုယ့်ရဲ့နဲ့ရောက်လာပြီကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာချီးမွမ်းမွယ်ဖြစ်တယ်ရှင်မောက္ကလန်ကတခါတာဝရိန္ဒနတ်ပြည်ကြွသွားတယ်ကြွသွားတဲ့အခါမှာဘုံမိမ့်မှန်လှလှပပတွေတွေ့ရင်ရှင်မောက္ကလန်ကကြည့်တယ်ခုခေတ်ပေါ့ရှင်းတဲ့သားလဲအိမ်လှလှလေးတွေပေါ်လာပြီထမှာတယ်တိုက်တွေလှလှလေးနော်တော့ဒီတိုက်ဘယ်လိုလုပ်ရတာတော့ရှင်မောက္ကလန်တော့လိုက်မေးတယ်ခုတော့အဲ့လိုတော့မေးကြဘူးထမှာတယ်တိုက်ရှိတွေသွားပြီးတော့ဟာဒီတိုက်ကြီးကောင်းတာဘယ်လိုရတာတော့ဘယ်လိုဆောက်နိုင်တာတော့ရှင်မောက္ကလန်ကတော့တာဝရိန္ဒနတ်ပြည်တက်သွားပြီးတော့ဘုံမိမ့်မှန်ကောင်းကောင်းနဲ့ရှိတဲ့ဘုံမိမ့်မှန်ကသွားရလိုက်တဲ့အခါဘုံမိမ့်မှန်ရှင်နတ်သမီးတွေထွက်လာတော့ရှင်မောက္ကလန်ကမေးတယ်အေးမင်းလူပြည်တော်ကဘာတွေလုပ်ခဲ့လို့ဒီလောက်လှပတဲ့ဘုံမိမ့်မှန်ကြီးနဲ့အခုနတ်ပြည်မှာမင်းချမ်းသာသာနေရတော့ဆိုအဲ့နတ်သမီးကရှက်တယ်သူလုပ်ခဲ့တာဘာမှမမဲ့ရမရှိရှက်ပါလေပြောရမှာနော်ကုသိုလ်ကောင်းမှုကနည်းနေတော့ရှက်တယ်လို့ပြောတာအဲ့တော့နတ်သမီးတယောက်ကတော့ဘာပြောတော့တပည့်တော်တဲ့ဆွမ်းလည်းမလောင်းဘူးဘာမှမလုပ်ဘူးဘယ်ကောင်းမှုမှလည်းမလုပ်ဘူးတ
တပည့်တော်လှုပ်တာတစ်ခုမှတ်မှတ်ရတပည့်တော်လိမ်မပြောတတ်ဘူးတဲ့ဘယ်တော့ဖြစ်ဖြစ်အမှန်ပဲပြောတယ်မှန်တာတစ်ခုတည်းပြောတာနဲ့သူအဲ့ဒီဘုံမိတ်မှန်ရတယ်စဉ်းစားကြည့်နော်ဆွဆွမြဲမြဲတပည့်တော်မလိမ်နဲ့ဘူးတဲ့ဘာပဲဖြစ်အမှန်တိုင်းပဲပြောတယ်အဲ့ဒီအမှန်တိုင်းပြောလို့တပည့်တော်ဒီဘုံမိတ်မှန်ကြီးရတာတဲ့နောက်တစ်ခါအမျိုးသမီးတယောက်အဲ့ဒီနတ်သမီးတယောက်နောက်ဘုံမိတ်မှန်သွားတဲ့အခါကျတော့ဟဲ့နင်းမိတ်မှန်ကြီးကခန္ဓာလာကြီးလားဒီနတ်ပြည်ဘယ်ကုသိုလ်တွေပြန်လုပ်လာလို့ဒီကုသိုလ်ရဒီမိတ်မှန်ရတာတော့ဆိုအရှင်ဘုရားတဲ့တပည့်တော်လည်းဘာကုသိုလ်မှလုပ်ခဲ့တာမရှိပါဘူးတဲ့ဒါပေမဲ့လို့တပည့်တော်အမျိုးသားကအတော်ဆိုးွားတယ်တဲ့တပည့်တော်ကိုဆဲဆူရိုက်နဲ့လှုပ်တယ်တဲ့ဒါပေမဲ့တပည့်တော်ကဘယ်တော့မှစိတ်မဆိုးဘူးတဲ့ကိုယ့်ကိုစိတ်မဆိုးအောင်ကဲသူတတ်လဲခံုံပဲဆိုညှောက်ပေးတာမဟုတ်ဘူးနော်သွားတတ်တဲ့ကောင်လည်းကြမှာဆိုးတဲ့ကောင်ဆိုးတာသူခံရမှာနော်အဲ့တော့အဲ့ဒီမျိုးသမီးကတပည့်တော်ယောက်ျားဘလောက်ဆိုးတပည့်တော်ကစိတ်မဆိုးဘူးတဲ့စိတ်မဆိုးအောင်အောင့်အေးပြီးတော့ဘယ်တော့မှဒေါသမထွက်အောင်တပည့်တော်ချိုးနေခဲ့တယ်တဲ့အဲ့ဒီကုသိုလ်ကြောင့်တပည့်တော်ဒါရတာပါတခုတည်းတော့သူလှုပ်ထားတယ်နောက်တူကတော့ဘုံမိတ်မှန်ကြီးဘယ်လိုလုပ်ရတာတုံးလို့မေးတဲ့အခါကျတော့တပည့်တော်တော့ကြီးကြီးမားမားအလှကြီးတွေလည်းမပေးခဲ့ပါဘူးတဲ့ဒါပေမဲ့လို့တပည့်တော်စီတယောက်ယောက်ကလာတောင်းရင်တော့တပည့်တော်ရှိတာလေငပြောသည့်တစ်လုံးရှိရင်လည်းတချိုးပေးလိုက်တာမုံလေးတစ်ချက်ရှိရင်လည်းချမ်းပြီးတော့ပေးလိုက်တာဟောနည်းနည်းလေးဖြစ်တပည့်တော်လာတောင်းရင်တော့ကိုရှိတာလေးဖဲ့ပေးလိုက်တာဘယ်တော့မှမပေးဘူးလို့မငြင်းဘူးတဲ့အဲ့ဒီကုသိုလ်ကြောင့်တပည့်တော်အခုလိုပုံမိတ်မှကြီးရပါတယ်ဒီလိုပြောတာနော်အဲ့တော့ရှင်မောဂလန်ကအဲ့ဒီသုံးဦးကိုမေးပြီးတော့မြတ်စွာဘုရားစီဆင်းလာလူပြည့်ပြန်ရောက်တဲ့အခါဘုရားနဲ့တွေ့တဲ့အခါလျှောက်တယ်အရှင်ဘုရားတဲ့မှန်နာလေးပြောရုံနဲ့ရောနတ်ပြည်ရောက်သလားဒေါသကိုချုပ်တီးရုံလေးနဲ့ရောနတ်ပြည်ရောက်နိုင်သလားနည်းနည်းလေးလှူယုံနဲ့ရောနတ်ပြည်ရောက်သလားဆိုမြတ်စွာဘုရားမောဂလန်ငါ့ကိုဘာလို့လာမေးနေလဲကိုယ်တိုင်နတ်ပြည်ရောက်တဲ့နတ်သမီး၃ယောက်ကမင်းကိုရှောက်လိုက်ပြီးသားမဟုတ်လားလို့ဘုရားကသိနေပြီးသားဖြစ်နော်အဲ့ဒီဇလန်းလေးလည်းရှိတယ်ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာအမြဲတမ်းအားကိုးရတယ်ကုသိုလ်ကောင်းမှုအားကိုးရတာဖြစ်သောကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေနေ့စဉ်နဲ့အမျှအပြစ်ကင်းတဲ့ကောင်းကျိုးချမ်းသာကိုရရှိနိုင်တဲ့ကုသိုလ်တွေကောင်းမှုလို့ဖြစ်လို့မြတ်စွာဘုရားတိုက်တွန်းတယ်တတ္တမကရိယကလေအနနိစယံတံပရာယိကပုံညာနိပရလောကသမေပဋိဋ္ဌာဟောတိပါဏိတံတမလွန်ဘဝကောင်းကျိုးစီးပွားအခုဘဝကောင်းကျိုးစီးပွားအကျိုးစီးပွားတွေကိုဖြစ်စွန်းစေတတ်တဲ့ကုသိုလ်ကောင်းမှုကိုကြိုးစားလုပ်ပါတဲ့အဲ့တော့ကုသိုလ်လုပ်တယ်ဆိုတာအမိုက်ကလေးကောက်ပစ်တာကစရည်ရွယ်ချက်ကတော့ရှိရမယ်အဲ့အမိုက်ကောက်တဲ့ခါလည်းသတိထားဘယ်သေနာတွေကချသွားတာတော့မလို့နဲ့အဲ့ဒါဆိုလို့ရှိရင်ကိုယ့်အတွက်ဒုက္ခရောက်ပြီးသားမှတ်ပြီနော်အကုသိုလ်ပါသွားပြီဘယ်သေနာဆိုတကယ်ဖြစ်တယ်နော်အဲ့ဒါရှင်းတော့ကစေရီရင်ပြမှာတတွေးထွေးသွားတဲ့အခါမှာအဲ့ဒီအမျိုးသမီးတယောက်ကအဲ့ဒီတတွေးကိုသူကတုတ်ပြစ်တယ်တန်ရှင်းတဲ့အခါကျတော့ရိုးမလုပ်ဘဲနဲ့ဘယ်အပြက်မတွေကဆိုသူအပြက်မကြီးပဲဖြစ်ကုန်ကုသိုလ်ကောင်းမှုလို့အဲ့တော့ကိုလုံးတဲ့ကုသိုလ်တန်တန်ပြည့်ရအောင်သူများကိုပြစ်တင်တဲ့စိတ်မရှိစေနဲ့ဘသူလှုပ်သွားသူလှုပ်သွားလို့နောက်ဆုံးမှခွေးရမစင်ဆောင်သွားလည်းပဲစိတ်နှုံးကြောက်တုံတစ်ခုတော့ချသွားပြီငါရအောင်ယူပါပဲဆိုယူကျုံမရတယ်ယူကျုံပြလိုက်ပေါ့ဘုရားဒီပေါ်မှာနော်အဲ့ဒါလို့စိတ်ကိုအရေးကြီးဆုံးကတော့ကုသိုလ်ဖြစ်ဖို့ရအတွက်ဖြူစင်တဲ့စိတ်ဓာတ်ထားသူများကိုအပြစ်တင်တဲ့စိတ်ဘယ်တော့မှမလုံးနဲ့အပြစ်တင်တဲ့စိတ်ဆိုရင်ကိုယ်အကုသိုလ်ဖြစ်သွားပြီကိုယ်အဲ့ဒါလို့မဟုတ်ပဲနဲ့တကယ်ကိုဖြူစင်တန်ရှင်းတဲ့စိတ်နဲ့
တတ်တဲ့ဗျာငါအများကောင်းကျိုးလုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကြိုးစားအထောက်ကြမယ်ဆိုလို့ရှိရင်ကိုနေတဲ့မြို့တွေရွာတွေတာယာလှပပြီးကိုနေတဲ့ဒေသကြီးဟာဖွံ့ဖြိုးတိုးတက်လာမှာအမှန်ပဲဖြစ်တယ်ပေါ့တယောက်တည်းမလုံနိုင်ရင်စိတ်တူကိုယ်တူသဘောတူတဲ့ပုဂ္ဂိုလ်တွေစုပေါင်းလုပ်ခြင်းဟာလည်းပဲတနေ့လုံးတဒေသလုံးကြီးပွားတိုးတက်ကြတာဖြစ်တယ်ဒါကြောင့်မို့ဒီကနေ့ရှင်ပြုနာသာအလှတော်မင်္ဂလာအကျိုးဓမ္မသဘင်ခန္ဓာမှာကုသိုလ်ကောင်းမှုရချောင်းနေ့စဉ်နဲ့အမျှပတ်စံငွေကြေးတနာကုန်မှကုသိုလ်ရတာမဟုတ်ဘူးအလုံးလည်းကုသိုလ်ရတယ်အခုလိုအလှတန်တော့ရတယ်ဆိုတာမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့ရမှလို့တာမန်ကုသိုလ်လေးတွေအတောင်ကြီးမားတဲ့အကျိုးပေးတယ်ဆိုတော့အခုလိုဘုရားသာသနာတော်နဲ့ပတ်သက်ပြီးတော့အလှကြီးပေးတယ်ဆိုတာကြတော့ထိတဲ့ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုရမှာမြေကြီးလက်ခံမလွယ်ဖြစ်တယ်ဒါကြောင့်တို့တွေဟာတဘဝတစ်ခါဆွာလို့ဝန္တာကြည်နုဝယ်ရှင်ပြုနာသာအလှတော်မင်္ဂလာကြီးကိုပြုလုပ်ရမှာဖြစ်တယ်ဆိုပြီးတော့ဝန္တာသောပိဋိကြည်နူးသောစိတ်ထားဖြင့်ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း